တီးကံပုံစံတိုက်ခန်းလေးကဘလို့မျိုးဖြစ်မလဲဆိုတာတင်တွေးပူပါသလားဂျွန်လေးနဲ့သူ့ဇနီးဟာတစ်ဆက်နှစ်ကြာစူးစမ်းပန်းစားအလုပ်လုပ်ခဲ့ပြီးနောက်ဆုံးမှာတော့ဒီနေရာလေးကိုဝယ်ဖို့ငွေအလုံးလောက်စုမိသွားခဲ့ပါတယ်ဒါပေမဲ့အကျယ်ဝန်းကလေးစတူရမ်းမိတာတော့မပြည့်ပါဘူးခေါင်းတလားတစ်ခုထည့်ဖို့တောင်မနှဲလို့ရတဲ့အထိအရန်ကိုတင်းငယ်လုံးပါတယ်အစတုန်းကတော့သူတို့ဟာရိုးရိုးတစ်သားကရင်တစ်လုံးပဲထည့်နိုင်ခဲ့ပေမဲ့ညတိုင်းခါနာတာနဲ့ကြွတ်တက်တာတွေကိုခံစားခဲ့ရပါတယ်ဒါကြောင့်ဂျွန်ကတစ်ခုလုံးကိုအစ်စ်ပြန်ပြင်ဖို့ဆုံးဖြတ်လိုက်ပါတယ်ပထမဆုံးအနေနဲ့သူကပြတင်းပေါက်အဟောင်းကိုဖယ်ထုတ်လိုက်ပြီးအပြင်ဘက်ကိုထွက်လာအောင်တံပေါင်နဲ့ဂဟေဆော်ကမူလီတွေနဲ့မြင်းမြန်အောင်တက်ဆင်လိုက်ပါတယ်ပြီးနောက်နေထိုင်စရာနေရာပိုကျဲလာအောင်အလူမီနီယံပြားတွေနဲ့ပတ်လိုက်ပါတယ်အထဲမှာတော့ခီးဆောင်အိတ်ကြီးတွေနဲ့စောင့်နေထားဖို့ပစ္စည်းတူလောင်ခန်းတွေလုပ်ထားပြီးအပြင်ဘက်မှာတော့ဇနီးမောင်နှံရဲ့အဝတ်စားတွေအတွက်အန်ဆွဲကြီးကြီးတစ်ခုလုပ်ထားပါတယ်ပြတင်းပေါက်ကိုပြန်တက်ဆင်ပြီးကရင်ကောင်းရင်းမှာအဝတ်ဗီရိုကြီးကြီးတစ်လုံးစောက်လိုက်ပါတယ်တစ်ဖက်ကနေ့စဉ်ဝတ်စားတွေအတွက်ဖြစ်ပြီးတစ်ထောင်ကတော့သူ့ဇနီးရဲ့ကိုရီးကိုရာပစ္စည်းတွေနဲ့အပေါ်ပတ်မျက်နှာပြင်ကတော့အလှကုန်ပစ္စည်းတွေအတွက်ပါတကားတွေကိုပိတ်လိုက်ရင်အရာအလုံးကတက်ရက်ပြီးဖုန်ကင်းဆင်သွားပါတယ်ကတင်ချီရင်းမှာတော့အလုတ်စာရွက်စာတမ်းတွေအတွက်နယံကပ်ဗီရိုတစ်ခုအောက်မှာစာအုပ်စင်ကြီးကြီးနဲ့တိတ်မတုံးဖြစ်တဲ့ပစ္စည်းတွေအတွက်အပေါ်အန်ဆွဲတွေဒီဇိုင်းထုတ်ထားပါတယ်ဒါဟာအလုတ်လုပ်တဲ့နေရာဒါမှမဟုတ်ထမင်းစားကန်အဖြစ်အလွယ်တကူပြောင်းလဲနိုင်ပါတယ်အပေါ်မှာမွေးရတစ်ခုတင်လိုက်တဲ့အခါတက်တောင့်တက်တာရှိတဲ့နှစ်ယောက်အိတ်ကတင်ဖြစ်သွားပါတယ်ကတင်ပေါက်ဘေးကအပြော့စားကူရှင်တွေကဘေးကင်းမှုကိုပိုစေပါတယ်မိဖို့ကြောင့်အတွက်ထောက်လေးတစ်ခုခြံထားပါတယ်အောက်ခြေမှာအဝတ်လျှောက်ဆက်အပေါ်မှာအိုးခွက်ပကံနဲ့ဟင်းခတ်မွေးကြိုင်တွေအတွက်နယံကပ်ဗီရိုတွေရှိပါတယ်ဗီရိုတကားပိတ်လိုက်ရင်မိကိုနဲ့စီနန်းတွေမထွက်တော့ပါဘူးစင်ပေါ်မှာတော့လျှက်စစ်မိဖို့လေးရှိပြီးဒါကဂျုံရဲ့ချက်ပြုတ်ရနေရလေးပေါ့ရေချိုးခန်းကျမ်းပြင်ကို9စင်တီမီတာရှော့ချထားပြီးသူ့ဇနီးအတွက်စကြင်ကြောက်စင်ပေါ်မှာကျွေးလက်ဆေးကန်နဲ့မှန်တစ်ချက်တက်ဆင်ပေးထားပါတယ်အောက်ကစင်တွေမှာတော့နေ့စဉ်သုံးပစ္စည်းတွေထားနိုင်ပါတယ်နယံထဲမြုပ်ထားတဲ့ရေကန်နယံကက်အိမ်သာနဲ့ရေပန်းတွေကိုတက်ဆင်ထားပြီးအပြင်ဘက်မှာမှန်တကားတွေနဲ့တီးတက်နေရလေးဖန်တီးထားပါတယ်အခုဆိုရင်ဒီတီးကန်ပုံစံတိုက်ခန်းလေးဟာတင်းငယ်ပေမဲ့ငါးစတာအဆင့်မီအိမ်လေးတစ်လုံးလိုပဲအစုံလင်ရှိနေပါပြီ